cheese ကိုအဲ့လိုမျိုးပစုံနဲ့ရောကြက်မဲနဲ့ရောတို့တာကြိုက်တယ်အကုန်လုံးနဲ့တို့စားကြိုက်တယ်ပြီးတော့ကင်တာဒီလိုမျိုးကြကြဝုန်းဝုန်းကင်ရကြိုက်တယ်ဟော့ပေါ့ဆိုလို့ရှိရင်အရင်၄ခုစလုံးစားရဆိုပိုကောင်းတယ်မဟုတ်ရင်တစ်ဆိုင်မှာ2ခု2ကန်အဲ့လိုပဲရဆိုပစုံစိတ်တော့ကိုပစုံလဲခွာပေးသေးရယ်ကင်လဲကင်ပေးရယ်ပစုံစိတ်တော့လဲတုတ်ပေးရယ်ဆိုဘာမှပြင်မမှန်လောက်ဆရာမလို့ပြီးတော့ဆယ်မွန်လဲအဝစားအစိမ်းကိုပဲအဲ့လိုမျိုးအချင်းနဲ့တို့စားရတာအရင်ကောင်းတယ်အချိုပဲဆိုလို့ရှိရင်ရေကမ်းမုတ်တွေရောအရှံပဲဆိုအဲ့ဒါမစားဘူးလို့ဟိုကလက်ဖက်တော့ကတွားပြီးတော့စားရတယ်ဟောပေါ်စားဒီဆိုင်စားပြီးလို့ရှိရင်တခြားဆိုင်တိတ်မစားချင်တော့ကြကြဝုန်းဝုန်းအဖြစ်ဆုံးဆိုင်လို့ပြောလို့ရဆိုလေဈေးတဲ့အတားလဲဆိုဈေးကဘတ်ဂျက်ဖြစ်တယ်ဆိုဒီဆိုင်မှာပဲမြန်ဆိုင်အကြိုက်ဆုံးကတော့ဒီဆိုင်ရဲ့အဲ့ဒီပစုံစိတ်တုပ်ကိုတုပ်ပေးအရတာပေါ့နော်ပုံမှန်ဆိုရင်ကိုယ့်ဘာသာကိုတုပ်လေးရှိရယ်ဒီဆိုင်မှာကျတော့ပစုံခွာခိုင်းတာနဲ့ဒါအစိမ့်တုပ်ချင်တယ်ပြောလို့ရှိရင်တခါလဲခွာပေးတခါလဲတုပ်ပေးဆိုရင်